ဘတ်150နဲ့ဘန်ကောက်ကလူငယ်တွေကြိုက်နာမည်ကြီးနေရာ10ခုကိုတရက်ထဲမှာအချိန်ကိုသက်သာစွာနဲ့တွားလိုက်ကြမယ်။တီးတဲ့အတိုင်းပဲဘန်ကောက်မှာဘယ်တော့သွားကားရန်ပိတ်တော့လမ်းမတွေအချိန်ကုန်တာများရလေ။ BTS Sky Train နဲ့သွားမယ်ဆိုလဲတနေရာတစ်ခါတစ်ကတ်ဝယ်နေရတော့ပတ်စံပိုကုန်တာပေါ့။ဒါပေမဲ့ဘတ်150နဲ့ BTS 1 day pass ကိုဝယ်လိုက်မယ်ဆိုရင်မနက်ရထားစထွက်တဲ့ချိန်ကနေညနောက်ဆုံးရထားရှိတဲ့ချိန်ထိကြိုက်တဲ့လောက်စီးလို့ရတယ်။ရထားကလည်း3မိနစ်တစ်စီးလောက်လာတာဆိုတော့တော်တော်အချိန်ကုန်သက်သာတာ။ဒီကတ်နဲ့ကလူစီးများပြီးနာမည်ကြီးတဲ့နေရာတွေရောက်တဲ့အစိမ်းရောင်လိုင်းတစ်ခုကိုစီးလို့ရတယ်။အစိမ်းရောင်လိုင်းမှာသွားလေလို့ရတဲ့နေရာအများကြီးရှိပေမဲ့လူငယ်တွေကြိုက်နေရာ10ခုကိုခေါ်သွားပြီးမယ်နော်။အရေးဆုံး BTS ချစ်လုံမှာရှိတဲ့ B2S Think Space ဆိုတဲ့စာအုပ်ဆိုင်လေးကိုသွားမယ်။သူက Central Embassy ထဲမှာရှိတာပါဒီစာအုပ်ဆိုင်လေးရဲ့ Instagrammable Sunset Decoration တွေနဲ့ဓာတ်ပုံရိုက်မယ်ဆိုလဲမိုက်တယ်စာအုပ်ဖတ်မယ်ဆိုလဲ relaxing ဖြစ်မဲ့နေရာလေးပါနောက်တစ်နေရာကတော့ BTS Park Namna က Samut Prakan Landing Park and Tower ဆိုတဲ့နေရာလေးပါဘန်ကောက်ကို360 degree ပတ်လည်မြင်ရတဲ့ tower ဖြစ်ပြီးအထဲမှာထိုင်းရဲ့ရိုးရာယဉ်ကျေးမှုသမိုင်းတွေကိုလေ့လာလို့ရမယ်ပြတန်းတွေရှိတဲ့အပြင်ဘက်မှာလည်းဒိုင်နိုဆောအယုတ်ကြီးတွေနဲ့အပန်းဖြေအနားယူလို့ရတဲ့ပန်းခြံတွေလည်းရှိတယ်BTS အကမိုင်မှာရှိတဲ့ Planetarium ကတော့အာကာသနဲ့သိပ္ပံအကြောင်းလေ့လာလို့ရတဲ့နေရာလေးပါရုပ်ရှင်ရုံပုံစံအခန်းထဲမှာ Cherry Galaxy တွေကိုအနီးကပ်ပတ်လည်ကြည့်နေရသလိုခန်းစားရပြီးအရန်မိုက်တဲ့ experience ကိုခန်းစားရမှာပါအထဲမှာဓာတ်ပုံဗီဒီယိုတော့ပြမြိုက်ပါဘူးအပြင်မှာတော့အာကာသနဲ့ဆိုင်တဲ့ပြကန်းလေးရှိပြီးဒီမှာတော့ဓာတ်ပုံရိုက်လို့ရပါတယ်BTS ဖျားထိုင်ရတော့မြို့တွေကနေတူနာပူမီလေးစိတ်ကို30မိနစ်လောက်ပဲစီးရတယ် Airport Railing နဲ့ဆက်ထားတဲ့လူတာပါ။အော်လေးစိတ်ဆိုမှလွေးတောင်ဘန်ကောက်လာတော့ flight များအနေပဲလီရင်လက်မှတ်ဝယ်လာတာ။ဒီ November ထဲမှာလည်း KBZ ပေးတဲ့ flight များ mini app ကဝယ်ရင်3သိန်းနဲ့5သိန်းအထိ cashback ပြန်ရနိုင်တဲ့အစီအစဉ်လည်းရှိသေးတယ်။ဝေးရတယ်လွယ်လီနော် KBZ ပေးတဲ့ flight မြ mini app ကိုဝယ် flight ကနေကိုသွားခြင်းတဲ့နေရာရက်ကိုရွေး personal information ထည့်ပြီးအလွယ်တကူဝေချလိုက်ရုံပဲဒါကြောင့်ပြီးသွားမယ်ဆို flight မြဝယ်ဖို့မမေ့နဲ့နော်နောက်တစ်နေရာကတော့ Gravity Park ပါသူကပတူနန်းထဲမှာပဲရှိပြီး BTS Ratchaturi နားမှာပါဒီပန်းခြံရဲ့နံရံတွေမှာ Gravity တွေရေးဆွဲထားပြီးဘောလုံးကွင်းလေးလည်းရှိပါတယ်ဒီနာမည်ကြီး episode ဒီမှာပဲရိုက်ထားတာပါနာမည်ကြီး Mahanapon Skywalk ကတော့ BTS ခြုံလုံးစီကနေထွက်လိုက်တာနဲ့ရောက်တယ်88လောင်မှာရှိတဲ့မှန်တရားပေါ်ကနေဘန်ကောက်မြို့ပေါ်လမ်းလျှောက်နေရလို့ခန်းစားရပြီးတစ်မျိုးလုံးကိုပတ်လည်နေရတဲ့မြင်ကွင်းနဲ့ sunset view ကိုဒီကနေခန်းစားမယ်ဆိုရင်အရမ်းမိုက်ပါတယ် Terminal 21လည်း BTS အစော့ကနေထွက်လိုက်တာနဲ့တန်းရောက်တဲ့ shopping center ပါတလွာချင်းစီမှာကဘာပေါ်ကနာမည်ကြီးမြို့တွေကိုတနေရာကနေတနေရာသွားလည်နေရတယ်လို့ terminal တွေလုပ်ထားတာပါငါးလွာမှာရှိတဲ့ Pier 21 food court ဆိုရင်ရွေးချယ်စရာဆိုင်တွေများပြီးဈေးသက်သာတဲ့အတွက်အရမ်းနာမည်ကြီးပါတယ်ဘာသာမလဲစဉ်းစားရခက်နေရင်ဒီ food court ကိုသွားကြည့်နော် BTS Higher Net From မှာတော့ Job Fair နဲ့ Union Mall ကိုသွားနေလို့ရတယ် Job Fair ကတော့ဘန်ကောက်က night market တွေကတခုပါရဲတိုက်ကြီးရဲ့အရှိမရထားတဲ့ကားတွေနဲ့တပ်ပုံရိုက်လို့ရတဲ့အတွက် line ပေါ်မှာနာမည်ကြီးပါတယ်ဒီ night market မှာရောင်းတဲ့အစားအစာတွေကပုံမှန်ထက်စီးများတယ်လို့ခန်းစားရပါတယ် Union Mall ရဲ့လင်းလွာမှာ